မေကစပြီးတော့ဝန်ထမ်းဖြစ်ကစားတဲကုန်းမျိုးကစားတိုင်းမှာတောင်းဝင်ကြတာအဲ့ဒီရဲ့စားတိုင်းရဲ့ပုံစံကိုပြောရမယ်ဆိုလို့ရှိရင်သူကကျွန်းဝင်ကြီးကိုအရင်ခက်ကအင်္ဂလိပ်တွေဆောက်ခဲ့တာဗိုလ်တဲ့ပုံစံမျိုးတောင်းတောင်းတင်းတင်းကြီးနဲ့ကျွန်းဝင်ကြီးရှေ့ဘက်မှာကျတော့ရုံးခန်းလုပ်ထားတယ်နောက်ခန်းမှာကျတော့ဝန်ထမ်းတွေနေဖို့အဲ့ဒီမှာကျတော့အမေတို့လင်မယားနှစ်ယောက်ပဲနေတာကျန်တဲ့ဝန်ထမ်းတွေအကုန်လုံးကသူတို့အိမ်မှာပဲသူတို့ပြန်နေကြတာပေါ့ကိုယ့်အိမ်ကနေပဲရုံးနေကြတာအဲ့တော့အလုပ်လုပ်ပြီးတော့3-4 လလောက်ထိအဆင်ပြေတယ်နောက်တစ်ညကျတော့အဲ့ဒီရဲ့ရုံးတွေကနေပြီးတော့ထိုင်ကုန်တွေကိုဘယ်နဲ့ညာနဲ့ကိုဆွဲပြီးပြေးနေတဲ့အတန်းတွေကြားရတယ်ပြီးလို့ရှိရင်သူတို့စကားပြောနေတဲ့အတန်းတွေလည်းကြားရတယ်အမေကကိုဝင်နဲ့ဆိုတော့နည်းနည်းတော့လန့်တာပေါ့အဲ့တော့မနဲ့လည်းရောက်တော့ရုံးကစားတိုင်းမှုဘဘကြီးကိုမေးတာပေါ့ဘဘကြီးဒီရုံးမှာဒီလိုမျိုးတွေရှိနေတယ်ပေါ့ညကကြားရတယ်အဲ့လိုမျိုးတွေကြုံဘူးလားလို့မေးတော့အဲ့ဘဘကြီးကလည်းမကြုံဘူးပေါ့နော်ဒီမှာညအိတ်တာမဟုတ်တော့သူလည်းမကြုံဘူးတခြားဝန်ထမ်းကိုတွေကိုလည်းမေးတဲ့အခါကျတော့လည်းမကြုံဘူးတဲ့အလုပ်ကိုအိမ်ကနေပြီးတော့ပဲတက်တာဆိုတော့တခါမှမကြုံဘူးကြဘူးအဲ့ဒါနဲ့ပဲအမေကနောက်ညကျတော့အိမ်မက်မက်ကောအမေဖះရှိခိုးနေကြနေရာထဲမှာလူတွေကိုတွေ့တာအင်္ဂလိပ်လူမျိုးတွေလားပုံစံတွေကမိုးစိတ်တွေနဲ့10 ယောက်လောက်တော့ရှိတယ်လက်နက်တွေကင်ပြီးတော့အမေကိုပြောတယ်ပေါ့သူတို့ဒီနေရာမှာပိတ်မိနေတာကြာပြီအမြန်ဆုံးကျွတ်လွတ်ချင်နေပြီအကုန်လုံးကဖះရှိခိုးတယ်နေကြားရပါမယ်သူတို့ကိုအများမပေးလို့သူတို့မကြွရဘူးပေါ့နော်သူတို့ကိုအများပေးပေးပါသူတို့ကြွချင်တယ်အဲ့လိုပြောတာအဲ့ဒါနဲ့အမေကမနဲ့ကြတော့အဖေကိုပြောပြတာအဲ့လိုမျိုးတွေအိမ်မက်မက်တယ်သူတို့ကငါဖះရှိခိုးတဲ့ခါကြလို့ရှိရင်အများပေးမယ်ဆိုပြီးအမေကဖះရှိခိုးတိုင်းသူတို့တွေကိုအမြဲအများပေးတယ်အများရအောင်အများပေးတဲ့ခါကျမှနောက်2 ပတ်လောက်နေတော့အမေကိုပြန်ပြီးအိမ်မက်လာပေးတယ်သူတို့ဒီပေးတဲ့အများကိုရတယ်အကုန်လုံးကလည်းကြိုးရတော့မယ်သူတို့ဒီနေရာကနေပြီးတော့ထွက်သွားလို့ရပြီဆိုပြီးတော့အဲ့လိုမျိုးအမေကိုလာပြီးတော့နှုတ်ဆက်တယ်တဲ့ပြီးတော့သူတို့တွေအကုန်လုံး10 ယောက်စလုံးပျောက်သွားတယ်ပုံစံကကလားတွေကောင်းပေါင်းထားတဲ့ပုံစံအမေကိုလာပြီးနှုတ်ဆက်သွားတယ်တဲ့နောက်တစ်ခုကကြတော့အသေးကုန်းမြို့မှာ10 နှစ်လောက်လုပ်ပြီးတော့ဗရီကုန်းမြို့ကိုအပြောင်းဂျာဦးတို့နဲ့ပြောင်းကြတာပေါ့ဖြစ်ရှင်တော့အဲ့ဒီဗရီကုန်းမြို့မှာတာဝန်ထမ်းနေတဲ့အန်နီကကားအဆီးတန့်ဖြစ်ပြီးတော့ခေါင်းပြက်ပြီးတော့ဆုံးသွားတာအဲ့တော့အမေကိုဂျာဦးတို့အနေနဲ့အဲ့ဒီဗရီကုန်းကိုပို့လိုက်တာကျမကကြတော့2006ခုနှစ်9 နှစ်အရွယ်ပဲရှိသေးတယ်ကလေးတွေဆိုတော့တရေ6လို့ချောင်းမှန်းလည်းမသိဘူးမိဘတွေကလည်းပြောမပြဘူးကြောက်မှာဆိုလို့ပေါ့နော်စားလိုက်ပုံစံကကြတော့သူကတိုက်ခန်းလိုင်းငန်းပုံစံမျိုးပေါ့တချမ်းကကြတော့စားလိုက်ရုံတချမ်းကကြတော့ကျမတို့နေရတယ်အဲ့တော့ရုံးခန်းထဲကဖြစ်ပျက်သမျှအကုန်လုံးကိုလည်းကျမတို့ခန်းကနေအကုန်ကြားရတာနောက်ကြတော့အမေရဲ့မျိုးတွေကျမရဲ့အတော်တွေဦးလေးတွေအလဲလာကြတာအဲ့တော့ရုံးခန်းထဲမှာသူတို့တွေကအေးလူနေကြတာပေါ့ကျမတို့ကကလေးတွေဆိုတော့အရန်စော်လုံးတော့ရုံးခန်းထဲမှာသူတို့ကနားကြတယ်အဲ့ဒီမှာပဲအိပ်ကြတယ်ကျမဦးလေးကညအချိန်မတော်ကြီးနိုးလာတာနိုးလာခြင်းမှာပဲခေါင်းပြက်ကြီးနဲ့တကားနားမှာဖြက်ကနေမြင်လိုက်တာသူလည်းလမ်းတော်လမ်းသွားပေမဲ့အမြင်မားတာပဲထင်တာမနေ့ကသူဖြစ်တာကိုပြောတော့အမေကဒီလိုဒီကြောင်းရှိတယ်ပြောတော့သူလည်းတော်တော်လန့်သွားတယ်အမေကလည်းအဲ့ဒီအနီဆုံးသွားတာသိပေမဲ့ဒီလိုတွေမရှိတော့ဘူးရုံးမှာမဖြစ်တော့ဘူးထင်ပြီးတော့အိတ်ခိုင်းလိုက်တာနောက်မှရုံးဝန်ထမ်းတွေရောကြုံတွေ့ရတာလည်းရှိလာတယ်အလုပ်ပါလို့ဝန်ထမ်းတွေအိတ်နေတဲ့အချိန်တွေတရက်တစ်ပြက်နိုးလာတဲ့အခါကြလို့ရှိရင်လည်းဘေးကနေလူဖြတ်သွားတယ်လို့မျိုးအဲ့လိုမျိုးတွေမြင်ရတာတွေလည်းရှိတယ်ပြီးလို့ရှိရင်အိတ်နေတဲ့အခါကြလို့ရှိရင်လည်းလူရှိသလိုပဲစာရွက်စာတမ်းတွေကိုလှန်နေတဲ့ပုံစံမျိုးဝန်ထမ်းတွေကစာရွက်စာတမ်းတွေကိုလှန်နေတဲ့ပုံစံမျိုးပေါ့နော်အဲ့လိုမျိုးတွေကြားရတယ်တကယ်တော့နိုးလာလို့ရှိရင်ဘယ်သူမှမရှိဘူးအဲ့လို၆ခန့်ရတာပြီးတော့နောက်တစ်ယောက်ကကြတော့ဆရာမပေါ့အမေရဲ့အသိဆရာမသူကကြတော့အမေစီကိုအမြဲတမ်းလာလေတယ်အဲ့ဒီဆရာမကဘလို့ဖြစ်တာလဲဆိုတော့ရုံးခန်းထဲကိုရောက်တော့အမေကမရှိဘူးအဲ့တော့ရုံးထဲမှာအမေကိုဆရာမကထိုင်ဆောင်နေတာထိုင်ဆောင်နေတဲ့ဟာကိုဘေးကနေပြီးတော့လက်မောင်းကိုပို့လိုက်တာနောက်လည်းကြည့်လိုက်တော့လူရိပ်မြင်ရတာခေါင်းမပါဘူးအဲ့လိုမျိုးတွေခြောက်တာသူကအဲ့ဒီစားတိုင်းမှာဖြစ်တာတွေကတော့အဲ့လိုပုံစံမျိုးပဲသူအဲ့လိုမျိုးတွေလုပ်တယ်ဆိုတာကလည်းသူ့ကိုယ်သူဆုံးလို့ဆုံးမှမသိဘဲနဲ့ပုံမှန်တိုင်းသူလုံးနေကြအတိုင်းပဲစရင်တွေလာလုပ်တယ်အဲ့လိုမျိုးပေါ့နော်တခုရှိတာကြတော့သူကစီကန်းကြီးရဲ့တဲ့ဝန်ထမ်းတွေပါတယ်အဲ့ဒီရုံမှာအိတ်တာတွေပါတယ်သူကမကြိုက်ဘူးနယ်မျိုးဆိုတော့အမြဲတမ်းလူကရှုံးမနေဘူးတဲလောက်နေကမှလူ50 ယောက်လောက်အဲ့လိုပဲလာတာကွာကျန်တဲ့အချိန်တွေနေကင်းနေလေတွေဆိုရင်အဲ့ဒီရုံကလူ6ခန့်နေတာပေါ့အဲ့တော့ဝန်ထမ်းတွေဘာတွေကရုံးချိန်မှာအိတ်နေတာသူကအဲ့လိုမျိုးတွေမကြိုက်ဘူးအဲ့တော့အိပ်ပြီဆိုလို့ရှိရင်အဲ့လိုအိမ်မက်တွေပြတယ်သူခေါင်းမြတ်ကြီးနဲ့လာပြတယ်တခုရှိတာကြတော့ဝါစားတဲ့တခုလုံးဆိုပေမဲ့ကျမတို့နေတဲ့ဘက်ကိုမချောက်ဘူးရုံထဲမှာပဲ6လန့်တာတွေရှိတာဒါကြတော့ကျမမေရဲ့စားလိုက်လုံးတဲ့နေတွေပြောင်းရင်ကြုံတွေ့ရတဲ့အဖြစ်အပျက်တွေပါဒီလိုမျိုးတရေ6ခန့်ရတဲ့အဖြစ်အပျက်တွေရှိရင်လည်းလာရောက်ပြီးတော့ပေးပို့နိုင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်